ကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားကတော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံးမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာဟုတ်ဗျာဟောနော်လူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့နော်လူရင်းဆန္ဒပေါ့လူကြီးတွေကတော့ကြောင်းကြမှုပေါ့နော်ပြောရမယ်ဆိုအတူတူပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်းကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေနိုင်ပါတယ်လူကြီးတွေကြောင်းကြမှုလူကြီးတွေကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတဲ့ဘူးကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ဟိုမှာမြင်ခဲ့တဲ့ခင်ဗျားမေးတဲ့မိကိုမှတ်ပါတယ်ဟိုမှာမြင်ခဲ့တဲ့အကြောင်းရင်းကလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောင်းကြမှုတွေကိုအတိုင်းအတာတစ်ခုတည်းသူတို့နိုင်ငံတွေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်ဘာတွေတွေးခဲ့လဲဆိုတော့လူကြီးတွေကပေါ့နော်နိုင်ငံအကြီးအကဲတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲလူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲမှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်ကျွန်တော်တို့ကလက်ခံလိုက်တယ်စက်ပြောလောက်ပါဘာညာပြောလိုက်တယ်အဲ့တော့လူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောင်းကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မဖြစ်ကြောင်းကြမှုအတိုင်းမဖြစ်ရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြည့်ပေးနိုင်ရင်တော့ဒီဟာစီခတ်ပြီးတော့တိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒါဝန်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းထားတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဖလားငါးတန်းဖွံ့ဖြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်ဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တိုးတက်တဲ့ဝေးပေါ်တွေအသိမြင်နေတဲ့ဆောင်ရွက်တယ်လို့ပြောချင်တာမှန်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်ဒါဒီဘာလဲဆိုတော့လူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုဟန်ချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင်ဒါဒီပုံမတိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လူငယ်တွေအတွက်စကားလေးတစ်ခုလောက်ပြောပြပါတော့လူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံပေါ့နော်ဓာတ်တဲ့ငြိမ်းချမ်းရေးကိုယ်နိုင်ငံဓာတ်တဲ့ပါရာရေးအတွက်ပေါ့နော်မြည်သူကအတိမပြုစီဖြစ်စေအတိမမပြုစီဖြစ်စေမိမိတာဝန်ပဲအဲ့လိုခံယူပြီးကြလှုပ်သွားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာကောင်းဆုံးနေရှိတဲ့နေရာဘယ်အရာဟာအလှဆုံးလဲ
心也开满。